Work and life အလုပ်နဲ့ဘဝဟန်ချက်ညီဖို့အတွက်ဗီဒီယိုလေးဖြစ်ပါတယ်။လူတစ်ခုကိုလုပ်တဲ့အခါမှာကိုယ်လုပ်တဲ့လုပ်မှာ passion ရှိလား purpose ရှိလားဆိုတာသိကြည့်ပါတယ်။ဘဝအရန်ကိုစိတ်ကြည်နဲ့မှုရှိတာတဲ့အလုပ်မျိုးလုပ်ရတဲ့အခါမှာလုပ်ရဲ့အဓိပ္ပာယ်ကိုပိုပြီးခံစားမိတာဖြစ်ပါတယ်။ work life မှာလည်း fulfillment ဖြစ်တယ်ပေါ့နော်။ပိုပြီးတော့ကျေနပ်လာစေပါတယ်။ကိုယ်ဟာလုပ်တည်တဲ့လုပ်နေတဲ့သူကကိုအနားယူဖို့အချိန်ရောပေးရလားပေါ့နော်။ကိုယ်ဘာတွေဝါသနာပါလဲဆိုတာကိုပြန်စမ်းစစ်စေချင်ပါတယ်။တစ်ခါတလေမှာကိုအနားလေးခဏပေးလိုက်တာဟာကိုယ်အတွက်စိတ်ကိုအေးချမ်းစေတယ်။ပျော်ရွှင်မှုပိုရစေပါတယ်။ peace of mind ရှိလာတဲ့အခါမှာကိုယ့်ရဲ့အလုပ်တွေကိုကိုယ်သေချာ intention နဲ့ပုံမှန်ရည်ရွယ်ချက်ရှိအကျိုးရလဒ်ရှိဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ Take a break from work လိုအပ်တဲ့အခါမှာကိုယ့်ရဲ့အလုပ်ကနေခဏအနားယူတဲ့အချိန်လေးလိုအပ်ပါတယ်။ emotional အတွက်ခံစားချက်တွေအတွက် space တစ်ခုလိုအပ်သလိုကိုယ့်ရဲ့ energy အတွက်လည်း space တစ်ခုလိုအပ်ပါတယ်။ကိုယ်က environment တစ်ခုမှာအကြာကြီးနေလာတဲ့အခါမှာကို energy stuck ဖြစ်လာတတ်ပါတယ်။အဲဒီအခါမှာကိုယ့်ရဲ့ပင်ပန်းနေတဲ့ခန္ဓာကိုယ်အတွက်သဘာဝကသန့်ရှင်းတဲ့ energy ပေါ့နော်။အနေနဲ့ပြန်ပြီးတော့အားဖြည့်ပေးပါ။ breathing exercise လုပ်လို့ရပါတယ်။ကိုယ့်ရဲ့ energy ကိုပြန်ပြီးတော့မြင့်တင်တဲ့အနေနဲ့နေရာလေးတစ်ခုမှာrelax ဖြစ်စေဖို့အနားယူပေးဖို့လိုအပ်ပါတယ်။ဒီလိုစိတ်ဖိစီးမှုတွေများတယ်ကိုယ့်ရဲ့အလုပ်မှာမပျို့ဘူးဆိုတာကကြတော့ energy stuck ဖြစ်နေလို့ဖြစ်ပါတယ်။တစ်ခါတလေမှာကိုယ်လိုအပ်နေတာစိတ်ကိုခဏအနားပေးလိုက်စိတ်ကိုအနားပေးဖို့က mindfulness အတရားထိုင်တာနောက်တစ်ခုသဘာဝနဲ့ထိတွေ့တာနောက်ပြီးတော့ကိုယ့်ကို support ဖြစ်တယ်ပေါ့နော်ကိုယ့်ကိုပိုပြီးတော့ကိုယ့် energy ကိုမြင့်တင်ပေးနိုင်မဲ့သူတွေနဲ့နေထိုင်တာကိုယ့်ကိုကူညီပေးမဲ့လမ်းပြမဲ့သူတွေနဲ့တွေ့ဆုံတာစသဖြင့်ပေါ့နော်ကိုယ်နှစ်သက်တဲ့အရာလေးလုပ်တာစသဖြင့်အများကြီးလုပ်ရပါတယ်ကိုယ့်ရဲ့ emotion ကိုသေချာလေးကင်တွယ်နိုင်တဲ့အခါမှာကိုယ့်ရဲ့ working environment မှာလည်းကိုပိုပြီးတော့ကောင်းကောင်းမွန်မွန် balance ဖြစ်အောင်နေထိုင်နိုင်လာမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေပါစေ